ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတက်စီလွဲမှားပါစေ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာတွေကအဆအရာအစဉ်ပြေအောင်မြင်မယ်နော်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးသွားရင်လေဝမ်းသာစရာတွေစိတ်ချမ်းသာစရာတည်င်းစကားကြီးကြားရတတ်တယ်ဒီနေ့အတွက်မှာတောက်ကြသားသမီးအနေနဲ့အိမ်မကတ်ချင်တာအိမ်မှာမနေချင်တာတအိမ်လုံးနဲ့တယောက်ဆိုသလိုမျိုးတွေဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်အလုပ်ပြောင်းနေတာမျိုးတွေလည်းဖြစ်နေတတ်တယ်အခြေရေးမှာလည်းတဦးနဲ့တဦးကအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့ကိုယ်လည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိရှိဖျားမှာပေါင်မုံထောပတ်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်